နေ့ညကစားခဲ့တဲ့ Emirates ဖလားဘောလုံးပွဲမှာတော့အိမ်ရှင်အာဆင်နယ်အသင်းနဲ့ဂျာမန်ကလပ်ဒေါ့မွန်အသင်းတို့ဟာတကယ်ကိုအကျဉ်းနဲ့ရှိလာတဲ့ပွဲကောင်းတစ်ပွဲအဖြစ်ရင်ဆိုင်ကစားခဲ့ကြပါတယ်။ဂိုးမိုးရွာခဲ့တဲ့ဒီပွဲရဲ့ဖိတ်လောက်ရှာစရာအလဲအပြောင်းတွေကိုဆက်ကြည့်လိုက်ရအောင်ပါ။ပွဲစားကလည်းအဲ့တဲ့ဒေါ့မွန်ကပွဲကိုစိုးမိုးထားပြီးတော့အာဆင်နယ်ခန်းစစ်အမားကနေတဆင့်အဖွင့်ကိုစောစောတီးတွင်းသွားခဲ့ပါတယ်။ပွဲချက်9မိနစ်မှတင်အင်နာစီယိုကကန်တွင်းပြီးတော့ဒေါ့မွန်အတွက်အဖွင့်ကိုရယူပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပွဲချိန်29မိနစ်မှာလည်းကာရက်စ်ကဒေါ့မွန်အတွက်ဒုတိယဦးဆောင်ဂိုးကိုအဝေးကနေပြီးတော့လှလှပပကန်တွင်းယူခဲ့လို့ပထမပိုင်းမှာအာဆင်နယ်တို့2ဂိုးပြတ်နဲ့ရုန်းကန်ခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့အာဆင်နယ်တို့ကွင်းလယ်ပိုင်းကိုပြန်ထိန်းနိုင်ခဲ့ပြီးတော့အချိန်မြင့်လာပါတယ်။ပွဲချိန်54မိနစ်မှာတော့လူငယ်ကျယ်ပင်အင်တာဝန်နယ်ရီကစိုးလိပ်ရဲ့ဖန်တီးပေးဖို့မှတည်းအကောင်းဆုံးခြေပေါက်ကိုတွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအာဆင်နယ်ရဲ့ခန်းစစ်ပိုင်းအားနည်းချက်ကြောင့်မိနစ်ပိုင်းကြာမှာပဲဒေါ့မွန်တို့တောက်ကပေါ်ကနေတဆင့်ဂါဂျူကတတိယကိုထပ်တွင်ခဲ့ပါတယ်။ပွဲကတော့တကယ်ကိုအပြန်အလှန်ဖြစ်ပြီးတော့ပွဲချိန်69မိနစ်မှာအာဆင်နယ်တိုက်စစ်မှုဂျော့ဂရက်ကပယ်နတီကတဆင့်အာဆင်နယ်အတင်းဒုတိယခြေပေါက်ကိုအပိုင်ကန်တွင်းပြီးတော့ပွဲကိုကြိုက်နေဖြစ်စေခဲ့ပါတယ်။လက်ချက်မိနစ်တွေမှာမာတင်နယ်လီကိုတွင်ခဲ့ပေမဲ့လူဂျွန်ဘောပစ်ခဲ့လို့အာဆင်နယ်တို့တည်ရဖြစ်မဲ့ကိုနဲ့လွဲချော်ခဲ့ပါတယ်။ပွဲပြီးမှတော့ဒေါ့မွန်အသင်းကအာဆင်နယ်အသင်းကို3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့အမ်ဘရိတ်ကွင်းမှာအနိုင်ရရှိပြီးတော့အမ်ဘရိတ်ဖလားကိုစုခုသွားခဲ့ပါတယ်။ပွဲပြီးပယ်နတီဆုံးဖြတ်မှာတော့အာဆင်နယ်က9ဂိုး4ဂိုးနဲ့ပြန်နိုင်ခဲ့ပါတယ်။